ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမဒီနေ့ပြောပြမယ်ညီမတို့ဆေးရုံမှာတွေ့ကြုံခဲ့တဲ့အကြောင်းအရာလေးညီမပြောပြမယ်ပေါ့နော်ဒီနေ့ပြောပြမယ်အကြောင်းအရာလေးကကျွန်တော်ညီမတို့ plasma phases လုပ်မယ်ပေါ့နော် plasma phases လုပ်မဲ့ခါကျရင်သူကဟိုနေသွေးကိုပေါ့နော်ညီမရဲ့သွေးကိုသူဘလောက်ခံနိုင်ရရှိလဲညီမကကြတော့ B blood ဖြစ်တဲ့အတွက်သူခန္ဓာကိုယ်ထဲမှာထည့်မဲ့ကြောက်ကကညီမ B blood ကိုဘလောက်ခံနိုင်အားရှိလဲအဲ့ဒါကိုစစ်တာပေါ့နော်အဲ့လို plasma phases မလောက်ခင်မှာညီမတို့က antibody ဆိုတဲ့ဥစ္စာကိုစစ်ပါတယ်ညီမတစ်ခါပြောခဲ့ပြီးတဲ့ MIOT ဆိုတဲ့ international သူကလည်းချက်နိုင်မှာပဲရှိတယ်ဒါပေမဲ့မြို့တစ်မြို့ပေါ့နော်ချက်နိုင်ရဲ့မြို့တစ်မြို့မှာသူက MIOT ဆိုတဲ့ international ဆေးရုံမှာညီမတို့ကညီမအမျိုးသားကိုလက်ခံမဲ့သူကို antibody သွားစစ်ကြတယ်ညီမအမျိုးသားနဲ့ညီမနဲ့နှစ်ယောက်သွားစစ်ကြပါတော့ညီမအမျိုးသားနဲ့နှစ်ယောက်သွားစစ်ပြီးတော့ antibody စစ်တဲ့အခါမှာသူက B blood ကိုဘယ်လောက်လက်ခံနိုင်မလဲဥစ္စာကိုတို့ကစစ်ပေးတာပါစစ်ပေးပြီးတော့ပြန်လာတော့အဖြေစောင့်ယူပြီးပြန်လာတော့ညီမတို့ဆရာဝန်ပို့လိုက်တယ်ဆရာဝန်ကနေပြီးတော့စစ်တဲ့နေ့ကညီမတို့သွားစစ်တဲ့နေ့ကသွားစစ်တဲ့နေ့က15ရက်နေ့16ရက်နေ့ကြာ16ရက်နေ့ကသွားစစ်တာပေါ့ plasma physics လောက်တာက30ရက်နေ့မှာလောက်တာplasma physics ကကြတော့30ရက်နေ့မှာလောက်တာဆိုတော့ plasma physics ကိုဘယ်လိုလုပ်လဲဆိုတော့ညီမတို့အခုရလာတဲ့အဖြစ်ပေါ့ antibody ကရလာတဲ့အဖြစ် result ကိုကြည့်ပြီးတော့သူက plasma physics ကိုဘယ်လိုလုပ်လဲဆိုတော့plasma physics ဆိုတာပထမညီမဘာလဲမသိဘူးပေါ့နော်သူကဆေးသွင်းတာဆေးကိုစတိုက်သွင်းတာ4နာရီကျော်လောက်သွင်းတာစတိုက်သူ့ရဲ့ဆေးအမျိုးအစားတွေကတော့အများကြီးပေါ့အဲ့ဒါတော့ညီမလည်းမသိဘူးဒါပေမဲ့ဆေးတွေအမျိုးအစားကြီးသွင်းတယ် plasma physics ဆိုတာအဲ့ဒါလောက်တာလောက်တဲ့အချိန်မှာအချက်သူကမူးတာမော်တာမရှိအောင်ဖျားတာမရှိအောင်အန်တာမရှိအောင်ရှားရံတာမရှိအောင်ပြီးတော့နာကျင်တာလည်းမရှိအောင်အဲ့လိုမရှိဘူးဆို plasma physics ဖြစ်တယ်ပေါ့နော်အဲ့လို plasma physics အဲ့လိုဖြစ်ခဲ့တယ်ဆိုရင်ချက်ချင်းတို့အကြောင်းကြားမယ်ဆေးတစ်လုံးတောက်ပြီးတော့တို့ကဒီ lab တွေကနေတောက်လျှောက်သွင်းသွားတာဆေးတွေတောက်လျှောက်သွင်းသွားပြီးတော့မှplasma physics လောက်တာပေါ့ plasma physics လောက်တာပထမဘာမှမသိလက်ထောက်ဆရာဝန်နေလာပြီးတော့ချိတ်ပြီးတော့တခါတည်းကတင်တစ်လုံးယူပြီးတော့4နာရီကြာကိုဆေးတွေ strike သွင်းတယ်အစာကိုသူ့စီမှာဝယ်ပြီးတွက်ကြွေရတယ်တွက်ကြွေပြီးညီမတို့လည်းစောင့်နေ plasma physics လောက်တာအဲ့ဒါကိုတို့ကplasma physics ကညီမတို့ antibody ကိုကြည့်ပြီးသူက4ချိန်5ချိန်လောက်လောက်ကမယ်လို့ပြောတယ်4ချိန်5ချိန်လောက်လောက်ကမယ်ဆိုတော့အခုပထမတစ်ချိန်မှာတော့ညီမအမျိုးသားဘာမှမခံစားရဘူးပေါ့နော် plasma physics လောက်တဲ့အချိန်မှာမူးတာလည်းမရှိဘူးအန်တာလည်းမရှိဘူးမောတာလည်းမရှိဘူးအသက်ရှူကျက်တာလည်းမရှိဘူးရှားတာလည်းမရှိဘူးရန်တာလည်းမရှိဘူးသူကအဓိက main အဲ့ဒါပေါ့အဲ့လိုပြောနောက်ပြီးတော့ဆေးလေးပေးပါတယ်3လုံးတစ်တွဲကကြတော့တစ်ပတ်လုံးမှာ3ချိန်နဲ့တောက်ကြတယ်အဲ့ဒါကို2ပတ်တောက်ကနောက်ထပ်တစ်ပတ်ကိုအဲ့လိုမျိုး3ချိန်တစ်ပတ်တွင်းမှာ3ရက်ပဲတောက်ကမှာပေါ့3ရက်ပဲတောက်ကမယ်အဲ့ဒါကို2ပတ်စာပေးတယ်ဆေး2ပတ်စာပေးတယ်ညီမတို့ဘာသာဝယ်ရတယ်ဝယ်ပြီးတောက်ကြတယ်ပေါ့နော်အဲ့ဆေးကိုအဲ့ဒါ plasma physics လောက်တာ plasma physics လောက်တာကိုညီမဒီနေ့အကြောင်းအရာပြောပြတာ plasma physics မတိုင်ခင်ကညီမတို့တွေ့ခဲ့တဲ့အကြောင်းအရာတော့ antibody သွားစစ်တယ်တရားရုံးအဖြေအောင်မျိုးရတယ် antibody သွားစစ်တယ် antibody သွားစစ်ပြီးတော့အမျိုးသား plasma physics လောက်တယ်ပေါ့antibody စစ်တာကလည်း B သွေးကိုဘယ်လောက်ခံနိုင်ရရှိလဲ B ကပေးမဲ့ကြောက်ကကိုသူတို့ဘယ်လောက်ခံနိုင်ရရှိလဲသူကအဓိက antibody အရန်မြင့်နေရေသူကကြောက်ကမခွဲစိတ်ဘူးအခုကအရန်မြင့်နေတဲ့အခါကျရင်ဒီကြောက်ကကိုငါပစ္စည်းမဟုတ်ဘူးဆိုတာသိသွားတဲ့အခါကျတိုက်ထုံပါလေအဲ့ဒါကြောင့်မို့သူတို့က antibody မြင့်နေလုံးဝမလုပ်ဘူးခုခံအောင်ချပြီးမှဒီဥစ္စာကိုခွဲစိတ်တာအဲ့ဒါကြောင့်မို့အဓိကကြောက်ကလဲတဲ့သူကြောက်ကအစားထိုးတဲ့သူကဆေးပြီးနောက်ပိုင်းပို့ပြီးဂရုစိုက်ရတယ်လို့ပြောချင်တယ်အဲ့လိုမျိုးပေါ့နော်ညီမအခုသိထားတဲ့အကြောင်းအရာညီမတို့အခုဒီကိုရောက်လာတော့အိန္ဒိယကိုရောက်လာတော့ညီမအမျိုးသားကိုပြောပြတယ်မင်းကကြောက်ကလဲမှာဘာကြောင့်လဲမှာလဲမင်းအကောင်းတိုင်းငါတို့တွေ့နေရတယ်ပေါ့နော်အကောင်းတိုင်းတွေ့နေရတယ်ပြောတဲ့ခါမှာသူကကျွန်တော်မှာကြောက်ကလဲမှာကျွန်တော်ကြောက်ကဆေးတဲ့အချိန်တွေကိုကျွန်တော်မပေးနိုင်ဘူးဒါရင်လက်ဆေးအချိန်တွေမပေးနိုင်ရဲ့အခါကျကျွန်တော်ကြောက်ကလဲမှာဖြစ်မယ်အဲ့ဒီကြောက်ကလဲမှာဖြစ်မယ်ဆိုတော့ကျွန်တော်အတွက်ကြောက်ကလဲချင်တယ်ဆိုတာဟုတ်ပြီလဲချင်ရင်နောက်ရက်ဆက်တွဲမင်းပါရှိတယ်ဆိုသိလားမသိသေးဘူးမသိသေးမင်းကိုပြောပြမယ်နောက်ဆက်တွဲမှာမင်းအနေထိုင်အစားတော့အကုန်စင်ကျင်ရမယ်လူထူတတ်တဲ့နေရာမင်းအဓိကမသွားအောင်မှုတွေရှိတဲ့နေရာတွေမှာမင်းနေရအောင်တပြက်စီးလုံးဝမလဲရအောင်အဲ့ရထွက်လာပဲဖုန်းအဲ့ဒီဘယ်လိုပြောမလဲဖုန်းပေါ့ insert တော့အဲ့လိုပုံစံမျိုးတွေပေါ့ပိုးမွှားဝင်မှာဆိုလို့ပေါ့နော်အဲ့လိုပိုးမွှားဝင်မှာဆိုလို့အဓိကမြင်သူအဲ့ဒါမလောက်တော့နောက်ပြီးတစ်အချက်အဓိကအကြောင်းအရာဆေးရုံမသိမချက်စရိုက်တော့အောင်ဆေးတောက်တာရက်သွားတာ ਨੇ မင်းမှာဖြစ်နိုင်ခြေရာခိုင်နှုန်းအများကြီးရှိတယ်အဲ့လိုမျိုးပေါ့နော်ဆေးတောက်တာရက်တာ ਨੇ မင်းသိနိုင်တယ်ဆေးတရက်ပြက်လို့မရဘူးအဲ့ဒါကိုသူကပြောပြတယ်
ညီမပြောချင်တာအခု plasma facial လုပ်တယ်အရန်ထူးဆန်းကြီးတော့မဟုတ် plasma facial ဆိုတာဘာများလဲပေါ့နော်သူကကရင်ပေါ်မှာတင်ပြီးတော့ဆေးချိတ်တာဆေးကို4နာရီလောက်ချိတ်တယ်ပေါ့လက်ကနေသွင်းတယ်ပေါ့နော်ကြောက်လျှောက်တက်တိုက်သွင်းတယ်ပြီးတော့အဲ့ဥစ္စာမှာမူးတာမောတာအန်နာတို့ဘာလို့ဖြစ်တဲ့ဥစ္စာတွေကိုပြန်ပြောပြရမယ်အဲ့ဒါဆိုရင်သူတို့ဆရာဝန်တွေကပြန်လုပ်တယ်မူးတာမောတာအန်နာမဟုတ်ဘူးဆိုရင်ဒါဆိုသူလက်ခံနိုင်တယ် plasma facial တန်ခံနိုင်တယ်အဲ့တော့အောင်မအောင်တော့သူတို့အဲ့လိုမပြောဘူးဒါပေမဲ့ညီမတို့ antibody ကိုစစ်ပြီး200ကျော်ရှိတယ်သူကညီမတို့မနိုင်ငံဆရာဝန်ဒေါက်တာရောဒီဟိုနေချန်နိုင်ရဆရာဝန်တွေက plasma အနည်းဆုံးတော့4ချိန်5ချိန်လောက်ကမယ်လို့ပြောတယ်ဒါပေမဲ့ညီမတို့လုပ်တဲ့ package ထဲမှာကြောက်ကအစားထိုးတဲ့ package ထဲမှာတော့ plasma 5ချိန်ပါထားတယ် plasma 5ချိန်ကျော်ဝိုင်းကိုယ်စံနဲ့ကိုလောက်ကမယ်အဲ့လိုမျိုးတော့ပြောထားရတော့ရှိရပါတော့ကျေးဇူးတင်ပါတယ်ရှင်ညီမရဲ့ channel လေးတွေကိုကြောက်ကအစားထိုးတဲ့ဥစ္စာဒိုနာနဲ့အလူရှင်ကြောက်ကအစားထိုးတဲ့ဥစ္စာကိုတိတက်သိကျင်တယ်ဆိုရင် like and subscribe လုပ်ပေးထားပါနော်အမှန်တည်းပဲမျှဝေပေးရဲဒါပေမဲ့လက်ခံနဲ့လက်မခံဘူးပေးတယ်မပေးဘူးစစ်တယ်မစစ်ဘူးကောင်းတယ်မကောင်းဘူးဆရာဝန်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာတော့မူတည်ရနော်ညီမတို့ကတော့အခုချိန်ကြီးဆရာဝန်ရဲ့ဆုံးဖြတ်ချက်ကတော့အကုန်လုံးကောင်းနေပါတယ်ဒါဆရာဝန်ရဲ့ဆုံးဖြတ်ချက်ကောင်းလို့ညီမတို့ရှေ့ကိုဆက်သွားနေရပါတော့ညီမတို့6လပိုင်းမှာဆို12 73မှာဆိုရင်73မှာခွဲမှာပါ12ကဆေးရုံတက်မှာပါနော်အဲ့နောက်ပိုင်းကိုလည်းအခုလက်တွေ့ထက်ကြုံခဲ့မဲ့အရာတွေကိုလည်းပြောပြချင်ပါတယ်မနက်ဖြန်ဆိုရင်ညီမဘယ်လိုပြောမလဲဒိုင်လက်စစ်ဆေးတာနဲ့ကြောက်ကအစားထိုးတာနဲ့ဘယ်ရပူကောင်းလဲဘယ်လိုမျိုးဥစ္စာတွေပူကောင်းလဲဘယ်ဥစ္စာဆိုးတယ်ဘယ်ဥစ္စာကောင်းတယ်ကောင်းတဲ့အရာတွေလည်းရှိရဆိုးတဲ့အရာတွေလည်းရှိရဆိုတော့ကြောက်ကအစားထိုးနဲ့ကြောက်ကဆေးတာနဲ့ဘဲသာကောင်းလဲဆိုတဲ့အကြောင်းအရာကိုညီမပြောပြပေးပါမယ်နော်ကျေးဇူးပါရှင်